အဲ့ဒီနေရာဟာအမနေရမယ့်နေရာမဟုတ်ဘူးဆိုတာကိုသိလိုက်တဲ့အချိန်မှာအမအဲ့နေရာကြီးဖေးကိုအသာတကြီးထွက်ပြေးတာဒါပဲနောက်ထပ်အမအချစ်အဆုံးကိုဖက်ထွက်သွားရှင်လေးနဲ့ရောတေးလေးနဲ့ရောအမအတွက်ဒီပတ်စံနေဆိုတာကရင်ကျေအမချနိုင်တယ်ဒါပေမဲ့မာနတစ်ခုကြောင့်ဒီပတ်စံနေလို့ပြောတာမဟုတ်ဘူးအမကလုံးဝမှကုန်းကောက်เสียမရှိတဲ့ဘဝမှာလည်းရှင်တန်ခဲ့ပြီစူးစမ်းခဲ့ပြီပြောတယ်နော်ဒီနေ့ဒီလိုအချိန်မှာအမမှာသိန်းကိုတောင်းနဲ့ထောင်နဲ့တန်းနဲ့ပဲရှိနေပါစေအဲ့ရဲ့ပတ်စံရဲ့ဓာတ်ကိုအမကတော့ခံနိုင်ရရှိခံနိုင်ရင်မရှိဘူးဆိုရင်တော့ဖြစ်ခဲ့ရင်တော့ကိုယ်အတိနဲ့ကိုယ်တတိနဲ့ကိုခံနိုင်ရင်ရှိအောင်ခံတယ်သူပြောရနှစ်ယောက်သုံးယောက်ဘဝနေသူတို့စပြီးစူးစမ်းခဲ့ရတာတဲ့ဒါပေမဲ့ तू ကတအားကို तू စိုးခဲ့တယ်အဲ့ဒီကိုယ်တိုင်နေမိသားစုရဲ့ဘဝကိုရှီရောလက်ကိုဒီကိုယ်တိုင်စိတ်ကြိုက်ဖြတ်စည်းပြလိုက်ပြီလို့ပြောပြီးသွားတယ်